ပညာသင်ကြားခွင့်ဆိုတာကိုတာမန်ကိစ္စတစ်ခုလိုနဲ့သဘောထားတတ်ကြတယ်။ဒါပေမဲ့ကဘာကြီးရဲ့တနေရာမှာတော့ဒီခွင့်ရလေးအတွက်တက်ကိုတော့ရည်ပြီးတော့တော်လာခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကိုကျွန်တော်ဒီနေ့မှာပြပြပေးထားမှာဖြစ်ပါတယ်။အဲ့ဒီမိန်းကလေးကတော့ကဘာအတက်ငယ်ဆုံးလည်းဖြစ်တဲ့လူပဲဆုရှင်လည်းဖြစ်တဲ့မာလာလာဒီဆွမ်းဆိုင်လည်းဖြစ်ပါတယ်။မာလာလာဟာပါကစ္စတန်နိုင်ငံဆွတ်ဘီတဲ့ခြိုက်ဝမ်မှာဝေဘာကြီးဖြစ်ခဲ့တဲ့နိုင်ငံကလေးကစာပေနဲ့ပညာရေးကိုတတ်ဖို့ထားတဲ့မိဘတွေကြောင့်မာလာလာဟာပညာရေးရဲ့ဒီကြီးကိုနားလည်ခဲ့တယ်။2009ခုနှစ်မှာတော့တာလီဘန်ဖွဲ့ဟာသူတို့ဒေတာဝင်ရောက်လာပြီးတော့လူသမီးတွေကြောင်းတက်ခွက်ကိုပြစ်ပင်ခဲ့တယ်။လူမောင်တို့တဲ့ရောက်နေတဲ့ချိန်မှာမာလာလာတယောက်ကပဲတိတ်တိတ်ဆစ်ဆစ်မနေနိုင်ခဲ့ဘူး။2009ခုနှစ်မှာတော့မာလာလာဟာ BBC ပိုရတူအတွက်ဒီမှာကိုင်းဆိုတာကရမ်မီနဲ့ plot တွေကိုစတင်ရေးသားခဲ့တယ်။ဒီ plot တွေမှာတာလီဘန်တွေရဲ့ရက်စက်မှုတွေကြောင်းတက်ခွက်ဆုံးရှုံးရတဲ့တူဘတ်ကြောင်းတွေကိုပြည်သူတွေရေးသားပေါ်ပြခဲ့တယ်။ဒီရဲ့စပင်းတွေကကဘာကြီးစီကိုပြည်သူတွေတိုက်ပွဲဝင်နေတဲ့အမေရိကန်ရဲ့အတန်တန်းကိုပတ်တင်ခံထပ်ခဲ့တယ်။ဒီလိုလေးရမှုကမာလာလာဟာအန်ဒီကြီးချက်နေရေးဆိုင်ခဲ့ရတယ်။2019ခုနှစ်အောက်တိုဘာလ9ရက်နေ့ကြောင်းသားပေါ်မှာရှိတဲ့မာလာလာကိုတာလီဘန်ကမှတယောက်ကဘောင်းကိုတိတ်ပြီးတော့ပစ်သွားခဲ့တယ်။ဒီလင်းကကဘာကြီးတစ်ခုလုံးကိုထိတ်လန့်သွားစေခဲ့တယ်။ဒီလိုကမာလာလာကိုတက်ချက်ပြီးတော့ဆူတောင်းပစ်ခဲ့ကြတယ်။တာလီဘန်ဆိုတာဘလူးဖက်စီလက်ဆိုတာကိုကျွန်တော်တစ်ချက်ရှင်းပြပါမယ်။တာလီဘန်ဆိုတာအာဖဂန်နစ္စတန်နိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ဆွန်နီမွတ်စလင်ယူဝါဒကိုချစ်ခံတဲ့စစ်ရေးနဲ့နိုင်ငံရေးဖွဲ့စည်းတစ်ခုဖြစ်တယ်။တာလီဘန်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့ပါတွန်ဘာသာစကားနဲ့ကျောင်းသားလို့အဓိပ္ပာယ်ရတယ်။ဒီဘက်ကအာဖဂန်ဆိုဗီယက်စစ်ပွဲအပြီး1990ပြည့်နှစ်စောပိုင်းမှာစတင်ဖွဲ့စည်းခဲ့တယ်။တာလီဘန်အဖွဲ့ကိုမူဟာမက်အိုမာဦးဆောင်ပြီးတော့1994ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကအာဖဂန်နစ္စတန်မှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်တွေကိုရပ်တန့်ဖို့လုံခြုံရေးပြန်လည်တည်ဆောက်ဖို့နဲ့စီးရင်စည်းကမ်းထိကြတဲ့ဆလမစ်ကိုဥပဒေကိုခြေခံတဲ့ဆွေရတဲ့ထူထောင်ဖို့ပဲဖြစ်ပါတယ်။အဖွဲ့ဝင်များစုကတော့ပါကစ္စတန်မှာရှိတဲ့ဘာသာရေးကျောင်းတွေကလာတဲ့ကျောင်းသားတွေပဲဖြစ်တယ်။1996ခုနှစ်မှာတာလီဘန်ဟာအာဖဂန်နစ္စတန်မြို့တော်ကဘူးကိုတိုက်ပြီးတော့အာဏာရရှိခဲ့တယ်။သူတို့ဟာ2010ခုနှစ်ထိနိုင်ငံရေးစစ်ပိုင်းများစုကိုအုပ်ချုပ်ခဲ့တယ်။ဒီကာလတော်တွင်မှာလူသမီးတွေကိုကြောက်တဲ့ခွင့်နဲ့လောလောခွင့်တွေကိုတားမြစ်ခဲ့ပြီးတော့မျိုးသားတွေတက်ကတော့အခမ်းမထားရအောင်မရှိပဲဝေရမယ်ဆိုပြီးတော့အစီအမံစည်းကမ်းနဲ့တင်ပြခဲ့တယ်။2010ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာတော့အမေရိကန်နိုင်ငံနယူးယောက်မှာရှိတဲ့ဘာကွန်မီစင်တာကိုတိုက်ခိုက်ခဲ့တဲ့ကန်ဒါကျန်းမာရေးခေါင်းဆောင်အိုစမန်ဘင်လာဒင်ကိုတာလီဘန်ကပိုလိုဖက်ပေးခဲ့တယ်။ဒီအတွက်အမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်ဖွဲ့တွေကအာဖဂန်နစ္စတန်ကိုရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာတော့2010ခုနှစ်ပုံမှန်မှာတာလီဘန်စစ်တပ်ကပြစ်ကျသွားခဲ့တယ်။အမေရိကန်တပ်တွေအာဖဂန်နစ္စတန်ကနေပြီးတော့ဆုတ်ခွာပြီးတဲ့နောက်2021ခုနှစ်ဩဂုတ်လမှာတာလီဘန်တွေကတကြော့ပြန်အာဏာသိမ်းခဲ့တယ်။လက်ရှိမှာအာဖဂန်နစ္စတန်ကိုပြန်လည်အုပ်ချုပ်နေပြီးတော့သူတို့ရဲ့အစောပိုင်းတိကျတဲ့အုပ်ချုပ်မှုတွေကိုပြန်လည်ကျင့်သုံးနေတယ်လို့သတင်းတွေကနေပြီးတော့ဆက်လက်ဖော်ပြနေတော့ပါတနန်းနဲ့ပြစ်ခံရတဲ့မာလာလာဟာကံကောက်ထုံးမစွာနဲ့ပဲတင်မင်းနဲ့ရေဆိုင်ရကနေပြီးတော့ပြန်လည်လွတ်မြောက်လာခဲ့တယ်ဒီဖြစ်ရကသူ့ကိုပညာရေးအတွက်ပုံမခိုင်မာတဲ့စိတ်ဓာတ်ကိုပေးခဲ့တယ်ပြန်လည်ကျန်းမာလာပြီးတဲ့နောက်မှာမာလာလာဟာမာလာလာဖန်ဆိုတဲ့ foundation တစ်ခုကိုတည်ထောင်ခဲ့ပြီးတော့ကမ္ဘာတဝန်းကမိန်းကလေးတွေပညာသင်ကြားခွင့်ရဖို့အတွက်ဆက်လက်လုပ်ကြခဲ့တယ်2014ခုနှစ်မှာတော့မာလာလာဟာတက်19နှစ်နဲ့ကမ္ဘာတငယ်ဆုံးနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်လာခဲ့တယ်။နိုဘယ်ကုမ္ပဏီကကလေးတငယ်များလူငယ်နဲ့ပညာရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့အတွက်ကိုပြုကြီးမြင့်ခဲ့တာပဲဖြစ်ပါတယ်။ဒီဆုကမာလာလာတယောက်အတွက်မဟုတ်ဘဲနဲ့ကမ္ဘာပေါ်ကပညာရေးအတွက်တိုက်ပွဲဝင်နေတဲ့ကလေးငယ်တိုင်းရဲ့ကိုစားပြုတဲ့ဆုလည်းဖြစ်တယ်။မာလာလာဟာအနေရဲ့ကြက်ဖတ်မှုတွေကြားကနေပြီးတော့ကလာတချောင်းနဲ့ရေရွယ်ပေါ်ရပ်တည်ခဲ့တဲ့သူရဲကတော့ဦးပါသူရဲ့ဇလန်ကကျွန်တော်တို့ပညာရေးဆိုတာဟာလူတစ်ယောက်ရဲ့အနာဂတ်ကိုဖန်တီးပေးအောင်တောင်းတာကကမ္ဘာကြီးကိုပါပြောင်းလဲပြနိုင်တယ်ဆိုတဲ့အသည့်ကိုပေးခဲ့ပါတယ်။မာလာလာရဲ့ကလေးဘွားရဲ့စူးစမ်းလုပ်စိတ်ရဲမှုနဲ့ပညာရေးအတွက်ပြသခဲ့တဲ့သူပါကျွန်တော်တို့အားလုံးဟာဒီလိုဆောက်လုပ်မှုတွေကိုတန်ဖိုးထားပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့ကလေးငယ်တွေရဲ့ကလေးငယ်တွေရဲ့ပညာရေးကိုတတ်နိုင်သမျှပံ့ပိုးနိုင်ကြပါစေလို့ဆန္ဒပြုလိုပါတယ်။မာလာလာရဲ့စကားကတော့ဒီမှာတည်းပြဆုံးသွားပါပြီ။နောက်ဒီမှာပြန်လည်ဆက်သွယ်ကြမှာပဲ